Hello မိုးပိုင်းဆိုင်မှာဝယ်စားရင်တပေါ်ဝန်1000လောက်ပေးရတယ်။ထိုင်းတင်ပေါ်တီထောင်းကိုဒီနေ့အိမ်မှာထောင်းစားမှာဖြစ်ပါတယ်။ဥဆုံးမိုးကတင်ပေါ်တီကိုမချစ်ပဲနဲ့ပေါက်လိုက်ပါတယ်။တပွဲစားပဲထောင်းစားမှာမို့လို့တင်ပေါ်တီကိုတချမ်းပဲပေါက်ထားတယ်ပေါ့နော်။ဒါလေးတွေကအထောင်းထဲမှာပါဝင်ပစ္စည်းလေးတွေပါ။ဒါဆိုစထောင်းပြီးပေါ့နော်။အရင်ဥဆုံးမြုပ်တီနီတောက်ချက်သွန်ဖြူအရတာမောက်ထောင်းပါမယ်။ဥမာထိုင်းခညက်မရှိလို့တကြားတဆုံထည့်လိုက်ပါတယ်။ပြီးရင်မြေပဲလော်နဲ့အဆက်ကြိုက်လို့ငရုတ်ဒီကွဲချမ်းကိုထည့်လိုက်ပါတယ်မပြေးထိုင်းကပြီးရင်ကဲဆုံတဆုံလောက်ထည့်လိုက်ပါတယ်ပြီးရင်ငံပြာရီကိုသမင်းစားတဆုံလောက်ထည့်လိုက်ပါတယ်တံပြာတီကအလုံးကြီးလို့တချမ်းလောက်ညှစ်ထည့်လိုက်ပါတယ်လိုချင်တဲ့အရာတာရပြီးဆိုရင်တော့ကိုထည့်မဲ့အသီးတွေကိုထည့်လို့ရပါပြီဘိုးခရမ်းချင်တီကိုရင်ဥဆုံးထည့်ပါမယ်ခရမ်းချင်တီတွေကိုနည်းနည်းမှွေပေးပြီးတော့တင်ပေါ်တီထောင်းနဲ့ဥနီတွေကိုထည့်လိုက်ပါတယ်အဲဆိုရင်တော့နည်းနည်းထက်တောင်းရုံနဲ့တင်ပေါ်တီထောင်းတော့ရပါပြီပေါ်တီထောင်းကမိုးရဲ့ favorite အစားစားဆိုတော့အိမ်မှာတလား3-4ခါလောက်လှုပ်စားဖြစ်တယ်ပေါ့နော်ဒီနံတွေလည်းပါတာမို့လို့ကျမရေးလည်းညညွတ်ပါတယ်